ဒီနေ့ဗီဒီယိုမှာတော့ထိုင်းမှာကား rental business ကားအငှားလုပ်ငန်းလုပ်ဖို့စိတ်ကူးနေတဲ့လုပ်ငန်းရှင်တွေပြုစုထားတဲ့ strategic report ဖြစ်ပါတယ်2024-2025 မှာခရီးသွားတွေပြန်ဝင်လာတာနဲ့အမျှကားအငှားလုပ်ငန်းကလည်းအရန်ကိုတွက်ချေကြိုက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သတိထားရမယ့်အချက်ကထိုင်းဥပဒေတွေဟာနိုင်ငံခြားသားယင်းနှိမ့်မြုပ်နှံသူတွေအတွက်အရန်ရှုပ်ထွေးသလိုအထူးသဖြင့်2025မှာစတင်မဲ့ OCPP စားသုံးသူကာကွယ်ရေးဥပဒေအသစ်တွေကလုပ်ငန်းရှင်တွေကိုအကြီးအကျယ်ကျက်တဲစေမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကုမ္ပဏီဖွဲ့စည်းပုံလိုင်စင်ပလိတ်ပြကိစ္စအာမခံအခေါ်နဲ့2025ဥပဒေအသစ်တွေကို consultant တယောက်အမြင်အနေနဲ့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ဥပဒေပေါင်း legal framework ကိုကြည့်ကြည့်ရအောင်ပါခင်ဗျထိုင်းမှာကားလုပ်ငန်းဟာ Foreign Business Art FBA ရဲ့စရင်3ဝန်ဆောင်မှုလုပ်ငန်း Service Business ပါတယ်ခင်ဗျဆိုလိုတာကနိုင်ငံခြားသား100%ပိုင်ဆိုင်ခွင့်မရှိပါဘူးခင်ဗျာ Foreign Business License FBA ရှောက်ရင်ရနိုင်တယ်ဆိုပေမဲ့လက်တွေ့မှာကားငန်းလုပ်ငန်းလိုမျိုးကိုထိုင်းအစိုးရက FBA ချပေးခဲ့ပါတယ်ဒါကြောင့်အကောင်းဆုံးလူသုံးများတဲ့လမ်းကြောင်းက Thai Majority Company 5149 Structure ပါထိုင်းပါတနာက51မိတ်ဆွေက49နဲ့ပုံစံပါခင်ဗျဒီနေရာမှာအရေးအကြီးဆုံးသတိပေးချင်တာက nominee နာမည်ခံပြဿနာပါဥပဒေအရ51%ပိုင်ဆိုင်တဲ့ထိုင်းလူမျိုးဟာအမှန်တကယ်ငွေထည့်ဝင်သူဖြစ်ရပါမယ်ဟန်ပြ nominee သုံးတာ DBT ကစစ်ဆေးတွေ့ရှိရင်ထောင်ဒဏ်3နှစ်အထိချခံရနိုင်ပါတယ်ဒါကြောင့်ယုံကြည်စိတ်ချရတဲ့ပါတနာအစစ်ဒါမှမဟုတ်ခိုင်လုံတဲ့ legal structure ကိုတည်ဆောက်ဖို့လိုပါတယ်ခင်ဗျဒုတိယအချက်ကတော့ဒီဗီဒီယိုရဲ့ highlight ပါပဲ2025စားသုံးသူကာကွယ်ရေးဥပဒေအသစ်ပါခင်ဗျ2024အောက်တိုဘာလမှာထုတ်ပြန်လိုက်ပြီးတော့2025ဒီဇင်ဘာ30မှာစတင်အသက်ဝင်မဲ့ဥပဒေအရကားအငှားလုပ်ငန်းကို control contract business စာချုပ်စာတမ်းထိန်းချုပ်သည့်လုပ်ငန်းအဖြစ်သတ်မှတ်လိုက်ပါပြီခင်ဗျဘာတွေပြောင်းလဲသွားမလဲစာချုပ်ပုံစံစာချုပ်ကိုထိုင်းဘာသာနဲ့မဖြစ်မနေရေးဆွဲရပါမယ်ဖုန်းဆိုက်ကလည်း2 mm ထက်မငယ်ရပါဘူးဖတ်ရလွယ်ကူရပါမယ်ခင်ဗျ deposit အဲ့တဲ့ကစာချုပ်မဖောက်ဖျက်ဖဲနဲ့စရံငွေ deposit ကိုတင်စီခွင့်မရှိတော့ပါဘူးခင်ဗျ contract termination အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲစာချုပ်ဖြတ်သိမ်းခွင့်မရှိတော့ပါဘူးခင်ဗျစီကံချက်တွေကိုမလိုက်နိုင်ရင်ထောင်ဒဏ်တစ်နှစ်ဒါမှမဟုတ်ငွေဒဏ်ပတ်နှစ်တန်းအထိကျခံရနိုင်ပါတယ်ဒါကြောင့်လက်ရှိသုံးနေတဲ့စာချုပ်တွေကိုဥပဒေအကြံပေးနဲ့ပြန်ပြင်ဖို့အချိန်တန်ပါပြီခင်ဗျတတိယအချက်ကတော့ပလိတ်ပြာကိစ္စပါကားအငှားလုပ်ငန်းမှာပလိတ်ပြာအကြောင်းကတစ်လုပ်ငန်းရဲ့တရားဝင်မှုကိုဆုံးဖြတ်ပေးပါတယ်ခင်ဗျအဖြူရောင် plate white plate ဒါက AC ကပါတရားမဝင်ပါဘူးခင်ဗျအသေးစားလုပ်ငန်းရှင်တွေခိုးပြီးတော့တုံးကြပေမဲ့မတော်တဆဖြစ်ခဲ့ရင်အာမခံကလျှော်ကြေးမပေးဘူးရဲဖမ်းလည်းခံရနိုင်ပါတယ်အစိမ်းရောင် plate ဒါကအမှန်ပါတရားဝင်ကားလုပ်ငန်း rental service အတွက်ထုတ်ပေးတာပါလုပ်ငန်းလိုင်စင်ရှိမှရှောက်လို့ရပါတယ်ခင်ဗျအနီရောင် plate ဒါကကားတစ်ယာယီ plate ပါဒါနဲ့ငှားစားလို့ရလားတတိထားပါည6နာရီနောက်ပိုင်းမောင်းလို့မရသလိုနေကြော်ပြီးတော့လည်းမောင်းလို့မရပါဘူးဧည့်သည်ကိုဒါနဲ့ငှားလိုက်ရင်ဒဏ်ငွေ1000လောက်အထိဆောင်ရနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကရေရှည်သွားမယ်ဆိုရင် green plate ရအောင်လုပ်ပါခင်ဗျစရုပ်ထအချက် insurance အာမခံမှာကားလုပ်ငန်းမှာကားတိုက်မှုဆိုတာဖြစ်မလားမဟုတ်ပါဘူးဘယ်တော့ဖြစ်မလဲဆိုတာပါပဲခင်ဗျတာမန် private class 1 insurance နဲ့မလုံလောက်ပါဘူး
အာမခံကုမ္ပဏီကမိတ်ဆွေရဲ့ကားငါးစားနေတာတိတာနဲ့ကလိန်းကိုချက်ချင်းပယ်ချ reject မှာပါခင်ဗျမိတ်ဆွေမဖြစ်မနေဝယ်ရမှာကတော့ commercial class 1 insurance for rental ဖြစ်ပါတယ် premium ကြီးက private ထက်နှစ်ဆသုံးဆဈေးကြီးနိုင်ပါတယ်ဒါပေမဲ့ဧည့်သည်မတော်တဆဖြစ်ခဲ့ရင်ကားပြင်ကလူနာစရိတ်နောက်ဆုံးဧည့်သည်အချုပ်ကျရင် bail bond အာမခံငွေအထိသူကတာဝန်ယူပေးပါတယ်နောက်ပြီး loss of use ကားပြင်နေတော့မှဝင်ဝေဆုံးရှုံးမှုကိုကာမိအောင် add-on ဝယ်တာမျိုးဒါမှမဟုတ်စာချုပ်မှာထည့်ချုပ်ထားတာမျိုးလုပ်တင်ပါတယ်ခင်ဗျပစ္စမအချက်ငွေကြီးနဲ့အခွန်ကိစ္စကုမ္ပဏီတစ်ခုတည်ထောင်ပြီးနိုင်ငံခြားသားဒရိုက်တာမိတ်ဆွေကိုယ်တိုင် work permit ကင်ပြီးတော့စီမံနေတယ်ဆိုရင် register capital ဘတ်ငွေ2 သန်းလိုအပ်ပါတယ်ခင်ဗျ work permit တစ်စောင်အတက်ထိုင်းဝန်ထမ်း4ယောက် social security ပေးသွင်းထားသူခန့်ထားရပါမယ်ခင်ဗျလစဉ် fiscal ဖြစ်လာမှာပါအခွန်ပိုင်းမှာတော့ဝင်ငွေ 1.8 သန်း 1.8 million ကျော်တာနဲ့ VAT 7% မဖြစ်မနေမှတ်ပုံတင်ရပါမယ်ကားငှားလုပ်ငန်းက cash flow များတဲ့လုပ်ငန်းဖြစ်တဲ့အတွက်စဖွင့်ကနေက VAT ဝင်ထားတာပိုကောင်းပါလိမ့်မယ်ခင်ဗျအဝယ်တဲ့ import tax ကိုပြန်ကလိန်းလို့ရနိုင်ပါတယ်ဒါပေမဲ့ passenger ကအတွက်ကန့်သက်ချက်တချို့ရှိတာမို့လို့စည်ရင်းကင်နဲ့တေချာတိုင်ပင်ပါခင်ဗျနီခုံးချုပ်အနေနဲ့ပြောချင်တာကထိုင်းမှာကားငှားလုပ်ငန်းလုပ်တာကအကျိုးညက်များပေမဲ့ကားဝယ် Facebook ပေါ်တင်ငှားစာဆိုတာတော့မလွယ်ကူပါဘူးခင်ဗျအောင်မြင်ခြင်းရဲ့ four pillars ကိုခိုင်မာအောင်လုပ်ပါနံပါတ်1အနေနဲ့ nominee အန်ရကင်းတဲ့ company structure နံပါတ်2အနေနဲ့2025ဥပဒေနဲ့အညီ rental contract နံပါတ်3အနေနဲ့တရားဝင် green plate နံပါတ်4အနေနဲ့မှန်ကန်တဲ့ commercial insurance မိတ်ဆွေအနေနဲ့ဒီလုပ်ငန်းကိုစတင်ဖို့စိတ်ကူးရှိတယ်ဒါပေမဲ့ဥပဒေတွေစာချုပ်စာတမ်းတွေရှုပ်ထွေးနေတယ်ဆိုရင်ကျွန်တော်တို့ထိုင်းမှာနေမယ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျကုမ္ပဏီထောင်တာကစလို့လိုင်စင်ကိစ္စစာချုပ်ချုပ်တဲ့အထိ one store အကြံပေးဆောင်ရွက်ပေးနေပါတယ် business ဆိုတာ risk နဲ့ opportunity ကြားက balance ကိုရှာတာပါခင်ဗျမိတ်ဆွေရဲ့ risk ကိုကျွန်တော်တို့ manage လုပ်ပေးပါမယ် opportunity ကိုမိတ်ဆွေရှာပါကျွန်တော်ကောင်းမြတ်ပါထိုင်းမှာနေမယ်ရပါခင်ဗျထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့အကူအညီလိုတာပဲဖြစ်ဖြစ်တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျ